Hello သမီးမင်္ဂလာပါနော် မင်္ဂလာပါရှင်ဆ နော် ရာ ဖျားသခင်ကျေးဇူးတော်ကြောင့်ကျွန်တော်တို့တွေ့ဆုံတာ3နှစ်ရှိပြီပေါ့နော် ဟုတ် ဒိမတ်မှာလာပြီးတော့ဆုံတွေ့ရ3နှစ် ဟုတ် အဲ့ဒါလေးကို3နှစ်မြောက်တော့အချိန်ပေါ့နော် ဟုတ် အဲ့ဒါလေးကိုနည်းနည်းသက်သေခံပေးမလား ဟုတ်ကဲ့ဆရာဒီဆရာနဲ့တွေ့ဆုံချင်းဖြာခွင့်ပေးလို့3နှစ်ရှိပြီ3နှစ်တိုင်းမှာဟိုလူဟိုကိုပေါ့နော်အာပျောက်ဆုံးတဲ့ရိုင်လဲအဲ့လိုထင်တော်ညာလဲမဟုတ်ဘူးဖျားသခင်ကဒီလိုပြန်လဲကြည့်တဲ့အခါမှာကိုကဘာမှမဟုတ်ဘူးလို့ထင်ပေမဲ့ဖျားကဆရာနဲ့တွေ့ဆုံပြီးတဲ့ဒီ3နှစ်တော်တွင်မှာတစ်နှစ်ပြီးတစ်နှစ်တိုးတက်ခြင်းနေပြောင်းလဲခြင်းနေခန္ဓာစိတ်ဝိညာဉ်ပေါ့နော်အဲ့လိုမျိုးတွေးဆုံတိုင်းမှာအတစ်တော်သူတက်ချင်းပြောင်းလဲခြင်းကိုပေးရဆရာအဲ့ဟာရရှိတယ်ဒီ3နှစ်နည်းနည်းလေးပေါ့နော်ထပ်ပြောချင်တယ်အရင်ကအဲ့3နှစ်လွန်ခဲ့တဲ့3နှစ်ဆရာသမီးတို့အိမ်မှာလာတဲ့အခါမှာအကြီးကျယ်နမိတ်လက္ခဏာဖြစ်တယ်ဖျားသခင်ကအမှုပြုတယ်ပေါ့အဲ့သမီးတို့မိသားစုလက်မြောက်ခြင်းရတယ်သမီးလင်မယားတို့သမီးနဲ့သမီးယောက်ျားတာ၍ကောင်းကြီးခံစားရတယ်သမီးငယ်လေးတွေကဟိုသမီးကြီးပေါ့နော်သူကသခင်ယေရှုကိုမြင်တယ်ဟိုသခင်ယေရှုကသူ့ကိုတကယ့်ကိုလက်ဟိုအဲ့ဒီရာလေဒီလိုမျိုးနမိတ်လက္ခဏာကြီးမားတဲ့ဟာတွေလေမြင်ရတယ်ပြီးတော့ဒီမင်းညာဆိုလို့ရှိရင်လည်းဒီဆရာဒီအရာတွေကနှုတ်နဲ့ပြောနေဆရာတမီးတို့ကဟိုလူအနေနဲ့ဆိုလက်ခံဖို့ခက်တယ်ဒါပေမဲ့တက်တည်အများကြီးရတယ်ထပ်ပြီးတော့ဖခင်သခင်ကသူ့ရဲ့ဘုံကိုလေတာရထင်ရှားစေတယ်မင်းညာဟိုဆရာလာတယ်သူတို့တွေကလည်းတက်တည်ခံတယ်ဆရာလုတ်ခဲ့တဲ့ခြေနှင်းခဲ့တဲ့အရာတွေဖျားလူလာတဲ့နေရာဖျားလူလာပြီးတော့ခြေနှင်းခဲ့တဲ့အရာမှာကောင်းချီးရှိတဲ့အရာတွေကလာသမျှလူကခံစားရတယ်ဆရာ Okay အာမင်ဟာလေလုယာကျေးဇူးတင်တယ်နော်သမီးနော်ဖျားသခင်တာ၍ကောင်းကြီးပေးပါစေနော်အာမင်ဝမ်းမြောက်ခြင်းမျက်ရည်ပေါ့ ဝမ်းမြောက်ခြင်းမျက်ရည် အာမင်အာမင် ဟုတ်